ပါတော်သာအတိန်တော်ဤတို့ကိုရောက်ပါစေသည်အကျိုးမှာပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်တရားယေသနာတရားယေသနာသံဃာယေသနာယေသနာမြတ်သုံးပါးတို့ကိုမျိုးအသေးလေးမြတ်လက်ဖို့မူ၍ရှိခိုးပူဇော်ပူမြော်နိုင်တော်ကြောပါရှင်ဘုရားတော်လာပါဗုဒ္ဓံဓမ္မိသသံဃိသဝိပဿနာနာစေတတာဝိန္ဒိတဝါဝန္ဒာမာနနပူဇာပက္ကာရဘာဇနံကျမ်းဂံပါဠိအလားရှိသည်နေဤကဗ္ဗနိမိသားစုတွေရဲ့ဟာလားငါတော်များသင်္ဃဘေကံတန်းရင်ဖောင်းထဲဝဲဝဇာဘောဇင်တန်းရင်အစယူတော့ကုသိုလ်ကောင်းမှုပြုရာယခုအချိန်ခါ၌ယရဏသုံးပါးဆရာသမားမိဘတို့အားယူသည်များတို့လက်စုံမွေး၍ရှိခိုးပူဇော်ကုမြောမန်လျောကတော်ရာသောဘုဇဝန္တတေကိစ္စဂါရဝမင်္ဂလာကုသိုလ်စေတနာလူဝါကိုရာခြင်းသာသနာတော်နှင့်ကြုံတွေ့ရခြင်းသူတော်ကောင်းအားတရားအားထုတ်ရခြင်းအစရှိသောလွန်မြင့်မြတ်သောအခွင့်ကောင်းအခါကောင်းတို့ကိုရကြတရားလျော်စွာနေ့စဉ်နှင့်အမျှဤလာပွားများအားထုတ်ရသောဒါနသီလဘာဝနာအစရှိသောဘူလီရေတွယ်ပိုင်းကြ၍မစိုးနိုင်ဘူပိုင်ရရှိ၍နေကြသောလွန်မြတ်သောကုသိုလ်ကံစေတနာတို့ကြောင့်ဒိဋ္ဌဓမ္မယခုဘဝ၌ပင်လျင်ဒီတန်ယမန္တရေခသိအလုံးစုံကင်းခြင်း၍အသက်ရှိခြင်းအစင်းလာခြင်းကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းဘုံတကူအာနုဘောကြီးခြင်းမယာဘူးသေးသောကျက်သေးဂုံသိစည်းစိမ်ဥစ္စာယရဏရှင်ဝေဆိုင်သောဘာသူတော်ကောင်းတရားတို့အားရှိအတုရရှိခြင်းကျက်သေးဂုံသိစည်းစိမ်ဥစ္စာယရဏရှင်ဝေဆိုင်သောဘာသူတော်ကောင်းတရားကိုရရှိခြင်းအစရှိသောလောကီအကျိုးမညာဘုံညာဟုစွာသောအကောင်းဆုံးသောလောကုတ္တရာအကျိုးဤအကျိုးတို့တရားနှစ်ပါးရခြင်းအကြောင်းအထောက်အပံ့ဖြစ်သောပါရမီကုသိုလ်တရားတို့ကိုဒီစဉ်နှင့်အမျှသိလာပွားများအားထုတ်နိုင်သည်ဖြစ်ကြစေအဟံဗန္တိဣတရဏီနာသဟ